င်္ဂလာပါ Watch Gallery ပိုင်ဇက်အမှုမှာကြိုးဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါကျွန်တော်ဒီနေ့ရောင်းချပေးမယ့်နိုင်လေးက G-Shock GA900 Watch only ကို 98.99 showcase လေးအသစ်လဲထားတဲ့နိုင်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာ showcase အသစ်လေးမလို့အသစ်တိုင်းလေးရမှာဖြစ်ပါတယ်ဒါကနိုင်ရဲ့ပတ်လည် condition လေးဖြစ်ပါတယ်ခင်ဗျာအပွန်းအစင်းတစ်ဆက်မရှိဘူးပေါ့နော် showcase အသစ်လဲထားတာဖြစ်တဲ့အတွက်ဒီကောင်လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးကိုကျွန်တော်အနောက်မှာပြောပြပေးထားပါတယ်ခင်ဗျာဒီနိုင်လေးကိုစိတ်ဝင်စားလို့ကြိုက်နေတဲ့တဲ့ဆိုရင်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger နဲ့39 2530 035 39 09 955 Viber ရှိပါတယ်ခင်ဗျာအသေးစိတ်ဆက်သွယ်မြင်းမြန်စုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာဒါကဂျိုးဘက် condition လေးဖြစ်ပါတယ်အပေါ်အစင်းတစ်စက်မရှိပါဘူးခင်ဗျာအသစ်လဲထားတာဖြစ်တဲ့အတွက်အသစ်တိုင်းလေးရမှာဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးတွေရဲ့ showroom အသစ်စီကတော့4သိန်းခွဲအထက်5သိန်းဝန်းကျင်သူ့တက်တောင်ရှိမှာကြော်နိုင်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာ 98.99 watch only showcase အသစ်လေးလဲထားတဲ့အတန့်လေးကိုကျွန်တော်2သိန်းစွန်းစွန်းလေးနဲ့တန်တန်လေးရောင်းချပေးပါမယ်ခင်ဗျာကျွန်တော်ရောင်းချပေးတော့ G-Shock တွေနိုင်တွေအားလုံးပေါ့နော်ရေဆိုရေစိမ်းဆက်နဲ့ဘက်ထရီ6လအာမခံပေးထားပါတယ်ခင်ဗျာ6လအတွင်းမှာမြည်သည့်ကိစ္စပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုပြန်ပြောပါကျွန်တော်အဆင်ပြေအောင်ဆောင်ရွက်ပေးပါမယ်ခင်ဗျာကျွန်တော်ဆက်နဲ့ဘက်ထရီရေဆိုရေစိမ်း6လအာမခံပေးထားပါတယ်ခင်ဗျဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးကပို့ကပါပြီး2သိန်း18000ကျပ်ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပို့ကပါပြီး2သိန်း18000ကျပ်ဖြစ်ပါတယ်ခင်ဗျကျွန်တော်စီမှာ COD မရပါဘူးခင်ဗျငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျငွေလွှဲရောက်ရှိပါက Ray Expert Delivery ကားဂိတ်ရောက်သည့်မြည်သည့်မျိုးနယ်ကိုမစိုးကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျကျွန်တော်ဒီတရားဝင် online shop license ဖြင့်ရောင်းချပေးခြင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့တရားဝင် online shop license ဖြစ်ပါတယ်ခင်ဗျယုံကြည်စိတ်ချစွာငွေကြိုလွှဲဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ Watch Gallery ပိုင်ဇက်အမှုမှာနှွေးထွေးစွာကြိုးဆိုပါတယ်ကျွန်တော်ဇော်မျိုးဦးပါအဆုံးထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ